Hi guys စမီပါစမီရဲ့ဒီနေ့ vlog လေးရတော့ Edinburgh မှာအမျိုးနဲ့အတူတူ Christmas holiday အချိန်ကုန်ခဲ့တဲ့ vlog လေးဖြစ်ပါတယ်အခုစမီရထားနဲ့ Edinburgh ကိုသွားနေရပါ4-5နိုင်လောက်တော့စီးရပါတော့စမီ Scotland Edinburgh ရောက်ပါပြီအခုစမီတို့တဲမဲ့ Airbnb ကိုသွားနေရပါအခုရီအမရီကတော့နေကင်းကလေးရောက်နေရပါစမီက Edinburgh ရောက်တာနဲ့နောက်ကျတဲ့ညပိုင်းမှရောက်တာဆိုတော့လေရောက်တာနဲ့စမီရန်ပိုက်စားလို့ဒီအမချက်ကျွေးတဲ့ဒင်နာဒီခောက်ဆွဲရဲ့ဟော့ပေါ်ရေကိုစားလိုက်ပါတယ်ပြီးတော့မသွေးဖြစ်တာကြားတဲ့အမျိုးတွေနဲ့စကားတွေပြောဖြစ်ပါတယ်ဒီနေ့က Christmas Eve ဆိုတော့ Christmas နေ့ကိုကြိုးတဲ့အနေနဲ့ဒီအမယူလာပေးတဲ့ Bible card လေးတွေကို Bible game လိုမျိုးပဲစမီတို့ဆော့ခဲ့ရပါတော့ game ကကြတော့ကိုကြတဲ့ဒီ Bible card လေးတွေကိုဖတ်လိုက်ရုံပဲပြီးရနဲ့စမီတို့တွေကျေးဇူးတော်ချီးမွမ်းဆုတောင်းပြီးတော့ Christmas Eve ကို celebrate လုပ်ခဲ့ပါတယ်ဒီနေ့က Christmas နေ့ဆိုတော့စမီတို့တွေဖျားရှိခိုးဖို့ church သွားနေရပါဖျားเจ้าကကြတော့ဒီ Edinburgh Castle လေးမှာပဲအမှန်တိုင်းပြောရလို့ရှိရင်စမီ UK ရောက်တာ3နှစ်ရှိပြီဒီလိုမျိုး church အကြီးကြီးမှာသူတို့ရှိခိုးတဲ့ပုံစံတကားမှဘယ်လိုပြောမရှိခိုးဘူးရောက်လည်းမရောက်ဘူးစမီခါတိုင်းသွားတဲ့ church ကကြတော့ဒီလိုမျိုးသူတို့ဟောငါပြီးတော့အဲ့လိုရှိခိုးတဲ့ဖျားเจ้าပေါ့နော်ပြီးတော့သူတို့ရှိခိုးတဲ့ပုံစံနဲ့စမီတို့ရှိခိုးတဲ့ပုံစံကမတူပြီးတော့ဒီဖျားเจ้าကလူနည်းနည်းများတယ် Christmas Day မို့လို့လာမသိဘူးသူတို့ရဲ့အစီအစဉ်စာရွက်ကြီးမှာပဲကင်မရာဗီဒီယိုရလို့မရဘူးပြောတာနဲ့စမီဆက်ပြီးပါမရိုက်ဖြစ်ခဲ့ပါဘူးစမီသားရရဖះเจ้าပြီးမှရိုက်ထားတာပါဖះเจ้าပြီးသွားပြီဆိုတော့စမီတို့ဖះเจ้าအနားမှာရှိတဲ့ Edinburgh Castle အနီးနားပြီးတော့မြို့ထဲတွေပတ်ချစ်ခဲ့ပါတယ်ဒီ UK မှာ Christmas နေ့ဆိုလို့ရှင်ဘာစားတော့ဆိုင်ဘာဆိုင်မှမဖွင့်ဘူးပေါ့နော်ဆိုတော့စမီတော့အိမ်မှာပဲပြန်လာပြီးတော့ချက်စားဖြစ်ပါတယ်တကယ်တမ်း main ချက်တာကဒီအမချက်ပေးရပေါ့နော်စမီကပေးရနေ win show မဟုတ်ပါဘူးစမီပေးရနေကူပေးနေရပါဒီအမချက်တာလေ so good အရန်ကောင်းတယ်ပြောလို့ပြောတာမဟုတ်စမီတို့တွေအမြဲတမ်းတွေ့ဖြစ်တိုင်းခရီးသွားဖြစ်တိုင်းဒီအမပဲချက်ပေးရပါတော့ဒီအမအစားအစာတွေ manage လုပ်တာလည်းအရန်တော်တယ်ဒီနေ့ menu က pasta ရဲ့ German sausage ရဲ့အသားကင်ရေးပါပြီးတော့စမီတို့ကျေးဇူးတော်ချီးမွမ်းပြီးတော့ enjoy လုပ်ခဲ့ပါတယ်စမီတို့စားပြီးတောက်ပြီးနားရင်နဲ့ UK ဘုရင် King Charles ရဲ့မိန့်ခွန်းကိုနားထောင်ခဲ့ပါတယ် With the great diversity of our communities, we can find the strength to ensureစမီတို့ညဖန်ရောက်တော့ Edinburgh ရဲ့ Christmas light night view တွေကိုကြည့်ရင်လည်းလမ်းလျှောက်ထွက်လာကြတာပါဒီမှာလေ Christmas ဆိုလို့ရှိရင်အိမ်တိုင်းနေရာတိုင်း building တိုင်းက Christmas decoration တွေလုပ်ကြတော့လေအရန်လာပါတယ်ပါပဲပြည့်ပြောင်းဝဲပြန်ပြီးမှ expand ရရတဲ့ရဟိုကောင် UK က text အကြောင်းပြောနေကြတာ what နောက်ဆုံးသိရင်တော့မ text ပေးရတယ် လေးတဲ့ကတော့ဟုတ်တယ်အင်ဂျင်အိမ်ပါတဲ့တယ် that's UK
ဒီယာရီက Christmas market တွေပါအဲ့ဒီမှာ Christmas market ဒါပေမဲ့ဒီနေ့က Christmas နေ့ဆိုတော့ပိတ်ပါတယ်ရှင်ဗီဒီယိုရဲ့လည်းပိတ်ကြောင်းလိုက်ပြန်ကိုရီးယား holiday မှာထွက်ရတော့ပိတ်တာကြီးပဲ ပိတ်တာပဲပြနေရတယ်တဲ့ဒါလည်းဟုတ်တာပဲလေနော် holiday လည်းပြီးရောလူတွေလည်း slim လို့ တကယ်လည်းဟုတ်တယ်ပါကိုရီးယား holiday မှာထွက်လာတာပါဒီဇင်ဘာ25ဆိုလို့ရှိရင်ဆိုင်နေရာတိုင်းအကုန်ပိတ်တယ်ဒီနိုင်ငံတွေကလေဒီနိုင်ငံတွေက Christmas ဆိုလို့ရှိရင်ကိုမိသားစုနဲ့ကိုယ်ချိန်ယူကြတယ်ချားပြင်မတော့ကိုယ့်အိမ်ကိုပြန်ပြီးကိုယ့်အိမ်မှာပဲနေကြတာအဝေးရောက်နေတဲ့လူဆိုလို့ရှိရင်ကိုယ့်အိမ်ကိုပြန်ကြတယ်အဲ့လိုမျိုးပေါ့နော်ဒီနိုင်ငံက Christmas ဆိုလို့ရှိရင်ကိုမိသားစုကိုချစ်တဲ့လူကိုမိသားစုဝင်နေနဲ့ပဲအချင်းကုန်တာများတယ်ချင်းကုန်တာများမှာအကုန်လုံးအဲ့လိုလုပ်ကြတာပေါ့နော်ဆိုတော့သမီးရဲ့ family လို့ပြောလို့ရပါဘူးနော်ဒီ UK မှာကိုအမတွေကိုရဲ့တော်ဘောင်မျိုးလို့ရှိရင်ဒီလူတွေပဲရှိရောသမီးတို့နဲ့အချိန်လာပေးရပါသမီးရဲ့အမသမီးသူလည်းသမီးပဲသမီးရဲ့ cameraman thank you okay enough bye Morning from Scotland day 2ဒီနေ့သမီးတို့က castle သွားမယ် castle ထဲကိုကြည့်မယ်ဆိုပြီးလှုပ်ထားတဲ့မဲ့ UK မှာ Christmas ပြီးနောက်နေ့26ရက်နေ့ဆိုလို့ရှင်တယ်သူစီမှာ bank holiday ပဲပေါ့နော် Boxing Day bank holiday ဆိုတော့ castle ကမဖွင့်ပါဘူးရှင်ဆိုတော့သမီးတို့ castle ထဲသွားလို့မရဘူးဆိုတော့သမီးတို့ဒီ view တစ်ခုသွားကြည့်မယ်လို့တော့ပြောတာပဲ not that sure ဒါပေမဲ့အဲ့ကိုသွားနေမှာနော်အဲ့ကိုသမီးတို့ကို pass ကနေပါမယ်သမီးနဲ့အတူတူလိုက်ချင်အောင်နော်သမီးတို့အိတ်တောင်တက်မှာဖြစ်ပါရဲ့အရင်မြင်လို့ဆိုပြီးတော့လေသမီးတို့ကဖြက်လန်းအောင်ရွေးလိုက်တာအမသမီးတို့၅ပါးစားမောက်ကြတာပဲသူကကြည့်ရင်ဒါတိတ်မမြင်ဘူးထင်ရတာသမီးတို့ရွေးလိုက်တဲ့လမ်းတော်ကြီးကိုလေမက်ပြီးတော့လေအရင်မြင်တာဒီအမဆိုလို့ရှိရင်ဆက်သွားဖို့တော့ကြောက်တယ်ဆိုပြီးတော့သူစဉ်းစားနေရပါတော့ကြည်ုံတကယ်လည်းအရင်မြင်တာဒီလားအောက်ဆင်ဖို့ကြတော့ပူပြီးမဖြစ်နိုင်ဘူးကွာပူပြီးကြောက်တယ်အားကြောင့်မလို့သမီးတို့အပေါ်ရအောင်တက်လိုက်မယ်အပြန်ကြလို့ရှိရင်ပုံမှန်လမ်းအတိုင်းပဲပြန်လာမယ်ဆိုပြီးတော့သမီးတို့တွေဆက်ပြီးတော့အပေါ်ထိကြိုးစားပြီးတက်ခဲ့ကြပါတယ်။အော်တိုင်ရပါအခုလမ်းတော့ပဲရောက်ပြီရယ်သူကအရင်မောတယ်ကြောက်တကယ်တော့အဲ့လိုတင်းမြင့်တဲ့တောင်တက်မယ်မထင်လို့တို့တွေဘလာကွာခုဆိုပြီးတော့တောင်ထိရောက်ပါပြီ။ဟိုဘက်မှာတောင်တော့ကြံနေမြင်ရလားမသိဘူး။ဟိုဘက်တောင်တော့ကြံနေရယ်။ဒါပေမဲ့မတက်တော့ဘူးဆက်လည်းမတက်နိုင်တော့ဘူးဆိုတော့ဒီဘက်တွေတိုက်ကြမယ်နော်။မြင်ရလားမသိဒါ Edinburgh တစ်ခုလုံးရဲ့တစ်မျိုးလုံးရဲ့ရှုခင်းနေဟုတ်တယ်။ဒီမှာပတ်တယ်ပဲ။ကင်မရာထဲမှာတော့တိတ်မြင်ရမှာမဟုတ်ဒါပေမဲ့အပြင်မှာတော့တော်မိုက်တယ်။တော်လာတယ်။ဟိုမှာလည်းအကုန်မြင်ရတယ်ဟိုမှာ train station တို့ Edinburgh ရဲ့လုံးဝအချက်ချပြတဲ့ဟာတွေအကုန်မြင်ရပါတယ်။ပတ်တယ်ပါပဲ။ view တွေလာတလားအရင်အေးအခုသမီးတို့တောင်ချေရောက်ပြီပေါ့နော်အဆင်ကသမီးကြောက်တယ်ခွာအကြောင်းမလို့သမီးဗီဒီယိုမရိုက်ဘူးပြီးတော့သမီးတို့လောက်ထိမြင့်တဲ့တောင်တက်မယ်မထင်လို့သမီးက cross စီလာဆိုတော့အဆင်အကြောင်းနဲ့ queue ဆိုင်ပြီးဆင်းရတယ်ဒါကြတော့ကြည့်အမိပဲနော်ဘယ်လိုနေလေးတော့မဟုတ်တော့မြင့်တဲ့တောင်တက်လိုက်ပါတယ်ဒီနေ့ကတော့ well done ပါနော်ကဲဒီနေ့ကအရင်ပြင်ပန်းသွားပြီဆိုတော့စမီအိမ်ပြန်ပြီးတော့နာပါတော့မယ်ညကြလို့ရှင်လဲစမီနေတဲ့မျိုးပြန်သွားရမှာဆိုတော့လေစမီရဲ့ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးရတဲ့အတွက်အကုန်လုံးကျေးဇူးတင်ပါတယ် bye guys